Day 0မှာဆိုတော့ထုံးစံအတိုင်းပဲတစ်စခောက်ပါတယ်အဲ့နောက်မှာဆိုတော့ Cobalt Stone ကိုစတူပါတယ်အဲ့နောက်မှာဆိုတော့ Stone Tree လို့ပြောမှကျွန်တော်တကယ်ကြီးရောက်လာပါတယ်အဲ့ဒါနဲ့ကျွန်တော်တကယ်ကျွန်တော်ပေးစားမရှိလို့ Cobalt Stone 3လုံးပဲပေးလိုက်ပါပြီးနောက်မှာဆိုတော့ကျွန်တော်အသားတွေကိပြီးဂူထဲဝင်လာတာဒါပေမဲ့ဂူကြီးကလုံးဝအမှောင်ပဲပြီးဘာမှမမြင်အောင်ပြီးတော့အပေါ်လည်းတက်လို့ပြန်တက်လို့မရကြဘူးကျွန်တော်လည်းအဲ့ဂူမွေပဲဟိုဘက်ဂူဝင်တာဟိုဘက်ဂူကပိုဆိုးနေစလာတဲ့ creeper နဲ့တွေ့အဲ့ဒါ creeper ကျွန်တော်တကယ်ကြီးရှိကျွန်တော်စိတ်ထုတ်ပြီးခေါ်လာပါတယ်အဲ့နောက်မှာဆိုအဲ့ဒီ creeper ကိုတက်လိုက်ပါတယ်ခင်ဗျာစလာတဲ့ကံမကောင်းပါဘူးခင်ဗျာ creeper နဲ့တန်းတူတာအဲ့နောက်မှာဆိုကျွန်တော်အမဲလိုက်ပါတယ်အဲ့မှာဖျုံတီးရတူလို့ဆိုကျွန်တော်လည်းမလာပါတယ်ပြီးတော့ကျွန်တော်တောထဲမှာလမ်းပြောက်ပြီးကျွန်တော်အိမ်ပြန်ရောက်ပါပါတယ်အဲ့နောက်မှာဆိုကျွန်တော်လည်းမအိတ်ခင်ဂူတဲ့တစ်ခါတော့ဝင်ကြည့်မယ်ဆိုကြည့်လိုက်တာ Oh shit here we go again ချင်းကျွန်တော်အပေါ်တလီပို့သွားတယ်အဲ့နောက်မှာဆိုကျွန်တော်လည်းဝင်အိတ်လိုက်ပါခင်ဗျာနောက်နေ့မှာဆိုတော့အဲ့ဒီ creeper ကိုကျွန်တော်ဖောက်ခွဲလိုက်ပါတယ်ပြီးတော့ကျွန်တော်ဂူထဲဝင်လာပြီးတော့ဂူထဲမှာထူးဆန်းတာ grass floor တွေရှိနေအဲ့ဒါနဲ့ကျွန်တော်ဂူဟိုဘက်ဒီဘက်မီးထုံးလိုက်တာကျွန်တော်လည်းဝင်ချင်းစိတ်မရှိလို့ကျွန်တော်ပြန်ထွက်ပြီးကျွန်တော်ပစ္စည်းမာလစ်ပါတယ်ခင်ဗျာအဲ့နဲ့ကျွန်တော်ခီးသွားနေမြင်းတစ်ကောင်တွေ့ပါတယ်အဲ့မြင်းကဘာပြောလဲဆိုတော့အခုကြည့်နေတဲ့လူတဲ့လိုက်လုပ်ပြီးသွားပါတယ်ပြီးတော့နွားပေါက်လေးတစ်ကောင်လေးအဲ့နွားပေါက်လေး subscribe လုပ်ပြီးသွားပါဆိုပြောပါတယ်နှစ်ကောင်လုံးကစကားများလို့ဆိုကျွန်တော်တားတက်ယုံပို့လိုက်အဲ့နောက်မှာဆိုရင်ကျွန်တော်ခီးဆက်သွားပါတယ်ခင်ဗျာအဲ့လိုသွားရင်နဲ့ကျွန်တော်ဂူကြီးတွေ့ပါဟိုကကျွန်တော်ဒီထက်ကြီးတဲ့ဂူတွေ့ပါတယ်အဲ့နဲ့ကျွန်တော်ဂူကြီးရဲ့ခုံချသွားပါတယ်ခင်ဗျာအမှကျွန်တော် AFK ခဏဖြစ်ထားတာဘာဖြစ်လို့ဖြစ်သွားမှမသိဘူးကျွန်တော်ပြန်ရောက်တဲ့အချိန်မှာ creeper ရေနဲ့ပါသွားတယ်ပဲတွေ့လိုက်ပါတယ်ပြီးတော့အမှကျွန်တော် lava နာအာယုန်တွေသူတွေ lava ပြုတ်ကြလာတော့ကျွန်တော်အနောက်ဆုတ်လာကျွန်တော်တငယ်ချင်း lava နဲ့ရေချိုးမလို့ဖြစ်သွားတယ်ပြီးနောက်မှာဆိုကျွန်တော်အာယုန်တွေကျိုးလိုက်ပါတယ်အမှကျွန်တော် skeleton တကောင်များနဲ့လိုက်ပြတယ်ကျွန်တော်ကလုံးဝရှောင်ပြတယ်ပြီးတော့အဲ့ဒီ skeleton တက်လိုက်ပါနှစ်ကောင်ပေါင်းပြီးတော့ဂူရဲ့ဟိုဘက်ချောင်းသွားကြည့်လိုက်ဟိုဘက်ချောင်းလုံးဝမှောင်မဲနေအဲ့ဒါနဲ့ကျွန်တော်လည်းဒီဘက်ချောင်းပြန်လာအမှ wish တွေ့တာကြောင့်အဲ့ wish ကိုတက်လိုက်ပါတယ်ပြီးတဲ့နောက်မှာဆိုတော့ကျွန်တော်အာမာနဲ့ရှီးရသွားပါခင်ဗျာအမှ skeleton နှစ်ကောင်ပြစ်နေကြတယ်အပေါ်ကောင်ကမမျှတာကြောင့်ကျွန်တော်တို့နှစ်ကောင်စလုံးတပ်လိုက်ရတယ်ခင်ဗျာမျှတောက်အောင်ပြီးနောက်မှာဆိုရင်ညရောက်တော့ကျွန်တော်လည်း clash လုပ်ပြီးတော့နောက်တစ်ခါထပ်လုပ်ကြည့်မယ်ဆိုကျွန်တော်မိတ်ဒီဘက်နဲ့မှာကပြင်းရောက်ထားနေအမှအိပ်ပျော်ပါအဲ့တဲ့အချိန်မှာ skeleton ကကျွန်တော်မျှနေလာဖြစ်တယ်ဘယ်ဖြစ်တာလဲဆိုလိုက်ရှာပြီး skeleton အောက်တွန်းချလိုက်ပါဒါပေမဲ့မလုံညုံတော့ကြောက်အကောင်ကျွန်တော်တော့တက်ပေါ်မှာလာအိပ်လိုက်ပါတယ်ခင်ဗျာဒီသူရောက်တဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ပစ္စည်းမှာပါတယ်ပစ္စည်းမှာအောက်ကိုဆင်းလာပါတယ်ခင်ဗျာအဲ့နောက်မှာဆိုတော့ကူအောက်မှာကျွန်တော်အာယုန်တွေတွေ့ကြအာယုန်တွေတူးနေခဲ့ပါတယ်ပြီးတော့အမှ zombie တစ်ကောင်နှစ်ချက်ရိုက်လိုက်တာသွေး၄တုံးတော့ရောက်သွားကြကျွန်တော်လည်းပြန်ပြီးလာပါတယ်ပြီးအဲ့ zombie ကိုတက်လိုက်ပါတယ်ခင်ဗျာကျွန်တော် zombie ပေးပြီးတာဆိုရင်တော်တော်ဆိုးမှာပဲဆိုကျွန်တော်သွေးနေလုံးပဲရှိသေးတယ်お前はもう死んでいる何zombie baby ကိုမှလုံးဝ zombie ကိုခွာစည်းလာတာတွေ့တယ်ကျွန်တော်လည်းပြီးတာပေါ့တိတ်မကြောက်တော့ spider ကထပ်ပြီးခွာစည်းတယ်သူခွာစည်းစရာမရှိဘူးကျွန်တော်တို့လိုက်တက်ပါတယ်ခင်ဗျာအဲ့ဒီ zombie baby ကိုကျွန်တော်နှစ်ကောင်ပေါင်းပြီးတက်နိုင်ခဲ့လို့မဟုတ်ရင်သွားပြီအဲ့မှာကျွန်တော်ဟိုကြီးတီကြီးလို့ creeper တော့ထပေါက်တော့တော်သေးကျွန်တော်ရှိနေကြတယ်ကျွန်တော်တကယ်ကြီးလွင့်သွားတိတ်မကြောက်ထပ်ပြီးထပေါက်တာတော်သေးသူရှိနေကြနိုင်ခဲ့လို့အဲ့နောက်မှာဆိုတော့ကျွန်တော်အမှ zombie village ရောဘာရောအများကြီးအပေါ်ကျလာအဲ့ဒါကျွန်တော်အဲ့လိုရိုက်နေလို့မရှိသေးကျွန်တော်သွေးတုံးမကျန်တဲ့အချိန်နောက်က zombie ကထပ်ရောက်လာတော်သေးရမသိလို့အဲ့နောက်မှာဆိုကျွန်တော်တို့လည်းအောက်မှာသွေးအရင်ပြအောင်လို့စောက်ဖို့ဆုံးဖြတ်လိုက်ပါအမှကျွန်တော်တကယ်ကြီးကြည့်ကြောင်လေးမှာကတ်နေအဲ့ဒါကျွန်တော်တို့လည်းအပေါ်အမြန်ပြေးတတ်တာပါခင်ဗျာအပေါ်ရောက်ချင်းကျွန်တော်ရွာရှာဖို့ဆုံးဖြတ်လိုက်ပါတယ်အမှကျွန်တော်တို့သွားနေနေတစ်ပင်ကတဝက်လောက်ပြက်နေတယ်တဝက်ကပဲရောက်သွားတယ်မသိအဲ့နဲ့ကျွန်တော်တို့ရေကူးပြီးသွားရင်တော်တော်ကြာပါပဲဆိုပြီးကျွန်တော်တို့လေနဲ့သွားဖို့ဆုံးဖြတ်ပါတယ်လေနဲ့မသွားခင်ကျွန်တော်ရိတ်ခါတယ်အရင်လိုက်ယူပါတယ်ပြီးရင်နောက်မှာဆိုရင်ကျွန်တော်လေနဲ့စထွက်ပါတယ်အဲ့လိုလေးနဲ့တော်တယ်တော့ကျွန်တော်တကယ်ကြီးမီတူပဲမသိပဲနဲ့အနောက်မှာကြံခဲ့အဲ့နဲ့ကျွန်တော်ပြန်သွားခေါ်ပြီးသွားနေနေအမှကျွန်တော် structure တစ်ခုတွေ့ရကြအဲ့ structure ရဲ့ချက်စဲပစ္စည်းအကုန်ယူလာခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့သွားနေကန်းဆန်နာရောက်တော့ねကျွန်တော်တကယ်ကြီးတန်းအိတ်သွားတယ်ကျွန်တော်လည်းအိတ်လိုက်ပါတယ် day 3ရဲ့မနေ့မှာဆိုရင်ကျွန်တော်ဂူတွေအများကြီးတွေ့ရပေါ့ကျွန်တော်ဘောကဂူတွေကြီးပဲတွေ့တယ်မဟုတ်သေးဘူးအဲ့နဲ့ကျွန်တော်လည်းသူ့ရဲ့ဂူတစ်ခုလည်းဝင်လာရေပေါ်မကျပဲကုန်းပေါ်ရင်ကျတယ်ဂူကမှောင်မဲနေပါတယ်ဆိုမှကျွန်တော်တကယ်ကြီးကျွန်တော်တရေလာချောင်းနေအနောက်ကနေဘန်းကနေပေါ်လာအဲ့ဒါနဲ့ကျွန်တော်အာယုန်တွေတူးတယ်အာယုန်တွေတူးရဲ့နောက်မှာဂူတွေဆက်ဝင်လာခဲ့ပါဂူကြီးကထင်တော့လည်းမသိသေးလို့ထင်တော့လည်းမကြည့်ပါဘူးအားနဲ့ကျွန်တော်အမှခိုးတူးတာတော်ကြာသွားတယ်ဒါနဲ့ကျွန်တော်ဟိုတိုင်းတင်တော့ကျွန်တော်တင်ရခူရီပိုင်လာမှာဆိုလို့ဆိုပိတ်တာအထဲမှာအပိတ်ကြီးပါလည်းမရှိဘူးပြီးရနောက်မှာဆိုရင်ကျွန်တော်တို့အာယုန်နေကြိုးထားတယ်ပြီးတော့ကျွန်တော်အာယုန်အာမိုင် craft လိုက်ပါတယ်အမှကျွန်တော် chest plate မှားပြီးတခုထပ်လုပ်ပြီးလိုက်တယ်အားနဲ့ကျွန်တော်လက်ဒီတိုင်းထားလိုက်ပါတယ်ပြီးတော့အမှကျွန်တော်တို့အသားတွေกินတာပဲအမှ god level moment ကြည့်လာဘာတွေ့လဲဆိုတော့တပ်ပင်ကူထဲမှာစိုက်တာတော်ပါအဲ့ဒါကျွန်တော်ဘုံမီနဲ့တော်လို့တော့တက်ပြန်မကြည့်လောက်ကျွန်တော်လုံးလို့မကြည့်ပါဆိုကျွန်တော်တကယ်တော်လို့တော့ဘာမှမထူတော့အားနဲ့ကျွန်တော်တို့ကလည်းအမှအိတ်လိုက်ပါခင်ဗျာ
မနေ့ရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒီကနေထွက်လာခဲ့ပါတယ်တပ်ပင်လုံးထားခဲ့ကြည့်ရင်ကြည့်ပဲစီဆိုအမှကျွန်တော်ခီးဆက်သွားနေပါတယ်အမှဂူတကူထဲမှာကျွန်တော် creeper နဲ့တန်းတိုးပါတယ်ခင်ဗျာဂူကြီးကအကြီးကြီးထင်တာအထဲထဲဝင်ကြည့်တော့ဘာမှလည်းမရှိဘူးအဲ့လိုနဲ့ကျွန်တော်ပြန်ထွက်လာအမှကျွန်တော်1 night trainer နဲ့ချိန်ဖို့ပဲရှိတယ်1 night trainer ရုပ်စက်ကြီးပျောက်သွားအဲ့လိုနဲ့ကျွန်တော်သွားနေတယ်အမှဂူတကူတွေ့ရတယ်ကျွန်တော်လည်းရှောက်လုပ်ကြည့်လိုက်ကြရအောင်ပါအမှကျွန်တော်မသိဘဲနဲ့အဲ့ရကောက်ဖြစ်တယ်ကျွန်တော်တကယ်ကြီး water package ကြီးနဲ့ပြုတ်ကြလာပြီးလည်းပြီးတော့အမှကျွန်တော်တို့ဂူအောက်ပိုင်းကိုထပ်လာလိုက်လေဂူအောက်ပိုင်းမှာအာယုံတွေအများကြီးတွေ့ခဲ့ပါတယ်အဲ့နဲ့ကျွန်တော်တို့မြများတွေ့တော့မြများတူးပါတယ်ခင်ဗျာဂူကအောက်ပိုင်းမှာဘာမှမရှိပါဘူးခင်ဗျာအဲ့နဲ့ကျွန်တော်တို့ကလည်းအပေါ်ပြန်တက်လာခဲ့ပါအမှကျွန်တော်တောင်ပေါ်ဖြတ်လာတဲ့အချိန်မှာတောင်ပြီးတော့မှ village တွေကိုကျွန်တော်အရန်ပျော်သွားပါတယ်အမှကျွန်တော်တကယ်ကြီးကိုကြည့်စလာတဲ့ကမှာဟေးဝါးတွေစယူပါတယ်ခင်ဗျာအဲ့ဒီနောက်မှာဆိုကျွန်တော်တို့ဝင်အိတ်လိုက်ပါတယ်D5 ရဲ့မှာဆိုရင်ကျွန်တော်ရွာလိုက်ကြရွာအကြီးပါအမှကျွန်တော် layer site ကင်းတွေကဖြတ်တာမဟုတ်တာကုညီပေးတာပေါ့ villager ပြင်မှာဆိုအမှဆိုပြီးမွေးတဲ့ channel ကျွန်တော်တို့တွေ့ခဲ့တယ်လုံးဝဆုံးပြီးကိုဂိုးရဟဲမော်ကြီးတက်ပြီးတာပြီးတော့ကျွန်တော်အမှအာယုံတွေကြိုထားလိုက်ပါတယ်အဲ့ဒီနောက်မှာဆိုရင်ကျွန်တော်တစ်သွားခုတ်ပါတယ်တစ်ခုတ်ပြီးပြန်လာလမ်းမှာကျွန်တော်ဂူကြီးတွေ့ပါတယ်ခင်ဗျာအဲ့ဒီဂူရတော်တော်ကြီးတာပါအားနဲ့ကျွန်တော်တို့ကလည်းကျွန်တော်လှိနဲ့စီဖို့လို့ဒါပေမဲ့ကျွန်တော်တကယ်ကြီးကဘယ်တော့မှမရအောင်ဆိုကျွန်တော်မယုံမဲ့မှာစမ်းစင်းကြည့်လိုက်တာတွေးတော့တော့ယုံတော်သေးရဲ့ဟိုအောက်လက်စင်တည်ပြီးအဲ့ဒါ village နားမှာလည်းဂူပေါက်တစ်ပေါက်ထက်ရှိသည်ဒီစစ်မှာဆိုရင်ကျွန်တော်တို့ villager ရဲ့နေဖို့အတွက်နေရာစလုပ်ပါတယ်ခင်ဗျာတည်ရမလား villager တွေကအပြင်မှာဆိုမလုံခြုံဆိုပြီးတော့ကျွန်တော်ရွာတွေကနေ black forest လို့ပါတို့ stone ကတာတို့မလာခဲ့ပါတယ်ခင်ဗျာပြီးတော့ stone တွေလည်းကျူထားလိုက်ပါတယ်တိုးနှစ်ကောင်ကျွန်တော်တကယ်ကြီးခေါ်လာတွေ့လဲတွေ့အဲ့ဒီတိုးနှစ်ကောင်ကျွန်တော်အမွေးရိတ်လိုက်ပါတယ်ပြီးတော့ကျွန်တော် village တစ်ခုလုံးမှာရှိအဲ့ရတွေပတ်ခိုးတာအဲ့ရနည်းနည်းလေးပဲရှိအဲ့ဒီနောက်မှာဆိုတော့ကျွန်တော်ဝင်အိတ်လိုက်ပါတယ်ဒီ7မနေ့ရောက်တဲ့အချိန်မှာကျွန်တော် villager တွေနေဖို့အတွက်ကျွန်တော် base ကိုဆက်ပြင်ပါတယ်ခင်ဗျာပြီးတဲ့နောက်မှာဆိုတော့ကျွန်တော် forest တွေအများကြီးထားလိုက်ပါတယ်အဲ့မှာကျွန်တော်အကြည့်အောင်ဘာလုပ်နေလဲဆိုတော့လှေုံငများချင်းနဲ့ဆွဲဖို့ချောင်းတယ်ဘလောက်တုံးတော့မကြရအောင်ကျွန်တော်လည်းရေနဲ့ချလိုက်ပါတယ်အဲ့နောက်မှာဆိုကျွန်တော်အောက်ရအမှ creeper တကောင်ကျွန်တော်ဖောက်ခွဲဖို့လုပ်တာဘာဖြစ်သွားလဲဆိုတော့ပြီးတော့အမှကြီးအဲ့ဒါအဝေးကလမ်းကြည့်ရင်ဘယ်လိုလဲမသိကြည့်လို့ကောင်းတယ်အဲ့ဒီနေရာလေးကအဲ့နောက်မှာဆိုကျွန်တော်အောက်ဆက်ဆင်းလာခဲ့ပါတယ်ကျွန်တော်တို့လုံးဝကန်ကောင်းတာအမှ spawner တစ်ခုတွေ့တယ်အမှကျွန်တော်က chest တွေ့ရသေးရမလားကျွန်တော်လက်ကအရမ်းမြန်တာလीအဲ့ဒီနောက်မှာဆိုတော့ဂုံမှာအုံးတွေအရမ်းများတာကြောင့်ကျွန်တော်တို့လည်းတူးပါတယ်ပြီးတော့ဂူရဲ့အောက်ပိုင်းကိုကျွန်တော်ဆက်ဆင်းလာခဲ့ပါတယ်ဒါပေမဲ့အဲ့အောက်ပိုင်းမှာဘာမှမရှိလို့ကျွန်တော်တို့လည်းအပေါ်ပြန်တက်လာခဲ့ပါတယ်ဂူကဒါနဲ့ကုံလားဆိုမကုံသေးပါဘူးအားနဲ့ကျွန်တော်တို့လည်းအပေါ်ပြန်တက်လာခဲ့ပါတယ်အပေါ်ပြန်ရောက်တဲ့ချိန်မှာဟိုဘက်ချမ်းတွေကလည်းမသွားရသေးတဲ့ကြောင့်ကျွန်တော်တို့လည်းဆက်သွားလိုက်ပါတယ်လုံးဝဂူရဲ့အဲ့ဒီဘက်ချမ်းတွေကလုံးဝမသွားသေးမှောင်ပဲနေတယ်တဖြည်းဖြည်းနဲ့လာတော့ကျွန်တော်လည်း diamond လေးတွေ့လို့တွေ့များဆိုလာရှာအမှ skill သူနှစ်ကောင်ရန်ဖြစ်တာပဲတွေ့တယ်အားနဲ့နှစ်ကောင်လုံးကိုနှက်ပြီးပို့ပြီးလိုက်ပါတယ်ရှိုင်းနဲ့ဂူကအပိတ်ကြီးဖြစ်နေခဲ့ပါတယ်ဘာတိုင်းမှလည်းမသိတော့အမှကျွန်တော်တငယ်ချင်းဟာအားရပါရကြီးအမှ touch တွေယူလိုက်အောက်အပြေးနဲ့ဆင်းလာကျွန်တော်အကုန်ရှာဝိုက်ဘာမှမရှိတယ်မရှိဘူးကျွန်တော်တို့အပေါ်ပြန်တက်လာပါတယ်ကျွန်တော်တက်လာတဲ့ပုံလည်းကြည့်ဦးလှေကြီးနဲ့အပေါ်တက်သွားတော့အဆိုင်အပေါ်ရောက်ခဏကြီးကြမှာလှေရမြုပ်သွားအဲ့လိုနဲ့ကျွန်တော်ဂူဟိုဒီရှောက်သွားပါတယ်ဘာကျွန်တော်လှေနဲ့ကမင်းရောက်ထားပါဖြစ်သွားလဲဆိုတော့ကျွန်တော်စီးလာတဲ့လေကရေနဲ့မျောပြီးဘာဖြစ်သွားလဲဆိုတော့အဲ့ဒီနောက်မှာဆိုတော့ကျွန်တော်အပေါ်မြတ်တက်လာခဲ့ပါတယ်အောက်မှာအနေအများလို့ဆိုပြီးတော့ဒါနဲ့ကျွန်တော်တို့အာယုံတွေပါလေကြိုပြီးကျွန်တော်တို့ပြန်ရင်ကောင်းမလားဆိုစဉ်းစားပါသေးတယ်ဒါနဲ့ကျွန်တော်ဟိုနားလေးကိုချက်သွားရှိုးလိုက်အောင်မယ်ဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်တို့မပြန်ဖြစ်တော့ပါပြီးတော့အမှရှိတဲ့အုံးတွေကိုလိုက်တူးပါတယ်အမှကျွန်တော်တကယ်ချင်းနဲ့ skeleton နဲ့တိုက်ပွဲတွေဖြစ်တယ်ကျွန်တော်ဝင်ပါတော့ပို့ဆိုအောင်ကျွန်တော်လိုက်ရိုက်တာတစ်ချက်မှလည်းမထီဘူးနောက်ဆုံး skeleton တေးလို့မသေးကျွန်တော်နှစ်ကောင်တေးတော့မယ်အမှကျွန်တော်ကြောင်နားရောက်တော့ဒီနေရာထူးဆန်းလို့ဆိုဘလို့ဖောက်ကြည့်လိုက်တယ်ထင်းတဲ့အတိုင်းပဲဟိုကောင်ဂူကြီးရှိတယ်အဲ့ထဲမှာလည်းအုံးတွေအများကြီးရှိတယ်ကျွန်တော်တို့လည်းအုံးတွေစတူပါတယ်လုံးဝဂူတွေကအများကြီးပဲအဲ့ထဲမှာအဲ့လိုနဲ့ကျွန်တော်အုံးသူးနေတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ကြားလိုက်တဲ့အတိုင်းပါပဲမိုးကြွေးပြစ်တန်ကြားရတယ်ဒါပေမဲ့ကျွန်တော်ကဂူထဲမှာမိုးကြွေးပြစ်တန်ဘလို့ကြားရတာလေသူ့အမေကသူကလည်းကြားအဲ့လိုနဲ့ကျွန်တော်သွားရင်တော့ဒိုင်းမို့တွေ့ပါတယ်ခင်ဗျာအဲ့ဒါနဲ့ကျွန်တော်တို့လည်းအဲ့ဒိုင်းမို့တွေ့တယ်2-300ပါလေနောက်တစ်ခါမိုးကြွေးပြစ်ပြီးသိမကြောက်ကျွန်တော်ကန်ဆိုးဖို့တွေစပြောအမှ creeper ကျွန်တော်ခေါင်းကိုပြုတ်ကြလာပါခင်ဗျာကျွန်တော် creeper လမ်းရိုက်တာကျွန်တော်တကယ်ကြီးရိုက်သလိုဖြစ်ကဲသလိုဖြစ်သွားပါဒါပေမဲ့ကျွန်တော်နှစ်ကောင်လုံးဘာမှမပြော
အဲ့လိုလည်းနောက်ဆုံးမှာဆိုတော့ကျွန်တော်အပေါ်တက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အဲ့မှာကျွန်တော်လမ်းနေပြောက်ပြီးလက်ပြီးတော့ကျွန်တော်တို့အမအပေါ်ရောက်သွားခဲ့ရအပေါ်ရောက်တော့ညရောက်နေတာကြောင့်ကျွန်တော်တို့လည်းဝင်အိတ်လိုက်ပါတယ်မနက်မိုးလင်းတော့ village ရဲ့အကုန်ထပြီးဒီတယောက်ကမထကြကျွန်တော်တို့ပြန်နိုးပါတယ်တာကြီးgreen နဲ့ထတော့ဒီလိုဝင်းဖိနေတော့ဝင်တော့အဲ့လိုနဲ့ကျွန်တော်တို့တူးလာရဲ့အုံးတွေကိုကြိုးလိုက်ပါတယ်ပြီးတော့အမ village ရဲ့နေရဲ့ base ကိုကျွန်တော်အပေါ်ကနေ stone bridge နဲ့လိုက်ကာပါတယ်ဒါပေမဲ့တကားဝါကနေကြည့်ရင်တော့လုံးဝကြည့်လို့မကောင်းတာကျွန်တော်လည်းနည်းနည်းပါးပါလှုပ်သက်တယ်လို့လုပ်ပြီးကြည့်လို့ကောင်းအောင်လုပ်လိုက်ပါတယ်ပြီးတော့အမကျွန်တော်နွားချန်နေပါတယ်ကိုချဲ့တာအမနွားတွေအကုန်ပြင်းထွက်သွားလောကအမဝင်းတုံးကားတွေဖြစ်ကုန်အမကျွန်တော်မှဝီးမရှိရကြကျွန်တော်ဝီးယူရသူတို့အထဲပြန်ထည့်အမကျွန်တော်တကယ်ကျွန်တော်လမ်းကြည့်နေဘာတွေလုပ်နေလဲမသိဘူးဆိုတော့ကြည့်နေပြီးတော့ကျွန်တော်အကုန်လုံးအထဲထည့်ပြီးတော့အစာကျွေးလိုက်ပါတယ်အဲ့နောက်မှာဆိုတော့တိုးတွေကိုတိုးမွေးလိုက်ရိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်ရွာကိုပတ်ကြည့်ရွာကိုဘာတွေတိုးတက်အောင်လုပ်ရင်ကောင်းလဲဆိုကြည့်ပြီးအမကျွန်တော်အိပ်ပျော်သွားပါတယ်အမမနေ့ရောက်တော့ကျွန်တော်တကယ်ကျန်သူမြင်းရပြီဆိုတော့ကျွန်တော်လာကြပါကျွန်တော်မှတော့မြင်းမရှိပါဘူးအဲ့လိုနဲ့ကျွန်တော်ရွာကိုတိုးတက်မဲ့ဟာကိုဘာလုပ်လဲဆိုကျွန်တော်လက်ကလေးစောက်လိုက်ပါတယ်ခင်ဗျာအခြေအနေတော်တော်ဆိုးနေကျွန်တော်ပြန်ပြင်ခဲ့ရပါတယ် Nice အဲ့လိုနဲ့ကျွန်တော် fine အကြီးစောက်ဖို့ဆုံးဖြတ်ပြီးအမခြံတစ်ခုကိုဖျက်လိုက်ပါတယ်ခင်ဗျာအားနဲ့ခဏနေတဲ့နေကိုညမိုးချိုးသွားကြောင့်ကျွန်တော်လည်းဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်ဖန်ကိုကျွန်တော်ဆောက်ပါတယ်ကျွန်တော်ရေတွေပိုင်းအောက်ကျလာဆိုကျွန်တော်ရှောက်ဆန်းတယ်ဟိုလုတ်တယ်ဒီလုတ်တယ်နဲ့အဲ့လိုမြေကြီးတွေပိုင်းဖြတ်နေခဲ့ပါတယ်ကျွန်တော်အဲ့ဒါဆောက်တော့အရန်ကြာတယ်လို့ကျွန်တော် blog တွေလည်းတိတ်မရှိရတော့ဒီတောင်ဖြူကောင်းလာစဉ်းစားနေကိုကျွန်တော်တကယ်ကျွန်တော်မြေကြီး blog တွေပြီးလိုက်ပါတယ်အဲ့နဲ့ကျွန်တော်တောင်မဖြူဖြစ်တော့ပါဘူးပြီးနောက်မှာဆိုရင်ကျွန်တော် fan ကိုကျွန်တော်ဆက်ဆောက်ပါတယ်အဲ့လိုနဲ့ကျွန်တော်ဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော် fan ကိုဆက်ဆောက်ပါတယ်ခင်ဗျာဒီလိုနဲ့ကျွန်တော်ရေးကြတဲ့ဟာကိုကျွန်တော်တကယ် 12 သုံးနဲ့လို့ဒါပေမဲ့12တော့လုံးဝအလုံးမဖြစ်တာဘူးကျွန်တော်ဒီပင်စာလားမသိအဲ့ဒါခုနှစ်ခုလောက်ခိုင်းလိုက်တယ်ကျွန်တော်တကယ်ချင်းပြီးကြတော့ကျွန်တော်အပင်တွေကြီးဖို့တော့ကျွန်တော်ရေးတွေကို stone bridge အောက်မှာလိုက်ထားပါတယ်အမှကျွန်တော်တကယ်ချင်း piston ယူလာ piston လည်းမစိုးပါဘူးဒီလိုနဲ့ကျွန်တော်အမှရေစီးကြောင်းနေဆက်လုပ်နေခဲ့ပါတယ်ဒီဘက်ပြီးတဲ့နောက်မှာဆိုရင်ကျွန်တော်ဟိုဘက်ကိုရေစီးကြောင်းနေဆက်လုပ်ပါတယ်အကုန်ပြီးသွားတဲ့နောက်မှာဆိုရင်ကျွန်တော်အမှဟုံးနဲ့မြေကြီးတွေလိုက်ညှိတယ်ပေါ့ကျွန်တော်ဖန်အရန်ကြည့်တယ်အမှကျွန်တော်ဟိုးတစ်ခုတော့ထပ်ပြတ်သွားသေးတယ်အဲ့လိုနဲ့ကျွန်တော်နောက်တစ်ခုထပ် craft ပြီးနောက်ဆုံးမှာဆိုရင်ကျွန်တော်ပြီးသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်ဖန်တော်တော်အလုပ်ဖြစ်မဲ့ပုံဘာတော့အမှကျွန်တော်တကယ်ကြီး randstone နဲ့တိတ်မလို့တဲ့ကျွန်တော်လည်းကြည့်ကြက်ပြီးလုပ်လိုက်တာအဲ့လိုနဲ့ကျွန်တော်ကြည့်ကြက်ပြီးလုပ်လိုက်တာဘယ်နှခုရလဲဆိုတော့တစ်ခုပဲရပါတယ်ဒါပထမအကြိမ်ဆိုနောက်ခါထပ်ပြီးပြင်ပြီးလုပ်လိုက်တာဘယ်နှခုထပ်ရလဲဆိုတော့တစ်ခုပဲထပ်ရပါတယ်အမှကျွန်တော်တကယ်ကြီးအပင်နေတော့စိုက်လို့ပြီးသွားရင်ဒီ piston နောက်ဆုံးမှာကျွန်တော်လည်းပြင်လိုက်ခဲ့ပါတယ်အမှ villager တွေဘာတွေနဲ့တက်နေနိုင်ကျွန်တော်စိုက်ခင်ပျက်စီးရကြောင်းကျွန်တော်လည်းကားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်ရဲ့စိုက်ခင်ကျွန်တော် stone bridge wall တွေနဲ့လိုက်ကာပါတယ်အဲ့လိုရကျွန်တော် fan ရဲ့အောက်မှာအဲ့လိုအခန်းတစ်ခန်းလိုပုံစံမျိုးလေးဖြစ်နေကျွန်တော်ဘာထားလို့ထားမှမသိပါဘူးအဲ့ဒီနောက်မှာဆိုရင်ကျွန်တော်အမှရေလိုက်ထည့်ပါတယ် day 60ရဲ့မနက်မှာဆိုရင်ကျွန်တော် villager တွေနေရတဲ့နေရာကိုကျွန်တော်အဆင့်ဆက်မြစ်ပါတယ်ကျွန်တော်အဆင့်မြင့်တာတဖြည်းဖြည်းနဲ့ညရောက်သွားပါတယ် day 7ရဲ့မနက်မှာဆိုရင်ကျွန်တော်အကောင့်တွေရမ်းများလာကြအကောင့်တွေလိုက်ရှင်းပါတယ်ဒီလိုနဲ့ကျွန်တော် base အဲ့ဒီ villager တွေနေတဲ့နေရာတိတ်ကြည့်လို့မကောင်းတော့ကျွန်တော်ကြည့်လို့ကောင်းတက်သားတွေပါတယ်ဘာညာတက်ကနေကြကိုရှိရှောက်ထည့်လိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော် villager နေတဲ့နေရာကိုကြည့်လို့ကောင်းပါတယ်ထင်တာပဲအဲ့လိုနဲ့ကျွန်တော်အိပ်ပျော်အောင် day 8ရဲ့မနက်မှာဆိုရင်ကျွန်တော်အမှတိုးတွေနေဦးတော့တိုးချန်တစ်ခုထပ်ဆောက်လိုက်ပါတယ်ဘာလို့လဲဆိုတိုးတွေနဲ့နွားတွေနဲ့ရောအဆင်မပြေလို့ဆိုပြီးတော့အဲ့တော့ကျွန်တော်တိုးချန်ဆောက်ရတဲ့နောက်မှာဆိုတိုးနှစ်ကောင်ခေါ်လိုက်တယ်ဒါပေမဲ့တိုးကတကောင်ပေါက်စနာဖြစ်နေတော့နောက်တကောင်လိုတယ်ပြောနေတော့ရှိတကောင်အပေါ်နေပြုတ်ကြလာအဲ့လိုနှစ်ကောင်ရသွားပါတယ်ကျွန်တော်အဲ့လိုကျွန်တော် villager နေတဲ့နေရာကိုထပ်နည်းနည်းလေးအဆင့်ထပ်မြင့်လိုက်မသိမသားသေးဘူး day 90ရဲ့မနက်မှာဆိုရင်ကျွန်တော်မှ watermelon နဲ့ကျွန်တော် pork တွေကိုစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါချိတ်ထားရင်အနည်းဆုံးကတော့ကျွန်တော် villager နဲ့ချိတ်တဲ့နေရာမှာတော်တော်သုံးဝင်တယ်ပေါ့အဲ့ဒီနောက်မှာဆိုရင်ကျွန်တော်တဲတွေစတူးပါတယ်ခင်ဗျာတဲတွေစတူးတယ်အဲ့မှာကျွန်တော်ထူးဆန်းတစ်ခုတူတယ်တဲလေးပေါ်ပြန်တယ်လို့ကလောက်ကြပါအောင်လူပါတွေဖြစ်နေကြတယ်ဒီလိုနဲ့တဲရဒီဘက်မှာတိတ်တူးလို့မကောင်းကြကျွန်တော်တို့ဟိုဘက်မှာဆက်တူးပါတယ်တဲရဒီဘက်ချက်မှာအများကြီးရှိတော့ကျွန်တော်တို့များတူးပါတယ်အဲ့မှာကျွန်တော် shuffle တွေလည်းအများကြီးကျိုးခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်တူးရင်နဲ့တဖြည်းဖြည်းညနေတွေပါစောင်းလာခဲ့ပါတယ်ပြီးရတော့ဆိုကျွန်တော်တဲရဆက်လက်တူးနေခဲ့ပါတယ်ခင်ဗျာအဲ့မှာတဲတွေအရမ်းများကျွန်တော် chest နှစ်ခုထားပြီးအဲ့ဒီမှာတဲတွေထည့်ထားလိုက်ပါပြီးတော့တဲတွေကိုလိုက်ဖြူပါတယ်
နောက်ဆုံးမှာဆိုတော့ကျွန်တော်တဲတူးတဲ့စစ်စင်ရပြီးတော့ပဲလုံးဝ chest တစ်ခုလုံးတော့ပြည့်မလို့ဖြစ်နေခဲ့ပါတယ်တဲတွေကအဲ့ဒီနောက်မှာဆိုကျွန်တော်အိမ်ပြန်လာပြီးကျွန်တော် mine တူးမဲ့စစ်စင်ကိုဆက်လုပ်ပါတယ်အဲ့လိုနဲ့ကျွန်တော် item တွေပါတယ်ထည့်ပြီးတော့မှကျွန်တော်လိုတဲ့အစာတွေပဲချက်ထားလိုက်ပါတယ်ပြီးတော့ညရောက်တော့မှမလို့ကျွန်တော်တို့လည်းဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာဆိုတော့ကျွန်တော်ချက်ထားတဲ့အဲ့ဒီအာလူးတွေယူခဲ့ပါတယ်ပြီးတော့အမှကျွန်တော်အပေါ်ကနေခုံစင်းတာကြည့်အောင်အမှကျွန်တော်အပေါ်ကနေပြုတ်ကြတာလုံးဝတေးမလို့လေးဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်ရေနဲ့ထီလို့ကန်ကောင်းအောင်ပါတယ်အဲ့လိုနဲ့ကျွန်တော်ဟိုသွားသည်သွားနေအမှ most spawner လည်းတွေ့ခဲ့ပါတယ်အဲ့ဒါတော့နောက်ပိုင်းကျမှ HP fan လုပ်မယ်ပေါ့ပြီးတော့မှကျွန်တော် mine စတူးပါတယ်ပရိသတ်လို့သိပါသလားခင်ဗျာဒဲတူးချင်းဒီကန်ကောင်းစီပါသည်တဲ့အဲ့လိုနဲ့ကျွန်တော်လည်းဒဲတူးပါခဲ့ပါတယ်အမှကျွန်တော်ကန်ကောင်းမှုတွေနဲ့စတူးရောတိတ်မတူရသေးပါကျွန်တော်အမှဒိုင်းမို့တွေ့ပါခင်ဗျာဒိုင်းမို့ဘယ်နှလုံးလဲဆိုတော့၄တုံးလား6တုံးလားမသိဘူးအဲ့လိုနဲ့ကျွန်တော်ဆက်တူးရင်တူးရင်လည်းအမှထပ်ပြီးကျွန်တော်ဒိုင်းမို့ထပ်တွေ့ပါတယ်ခင်ဗျာနှစ်သုံးပဲဖြစ်ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့တူးရင်နဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဂူတစ်ခုကိုထပ်တွေ့ခဲ့ရပါတယ်အဲ့နဲ့ကျွန်တော်လည်းအဲ့ဒီဂူထဲဝင်လာလိုက်ပါတယ်ဂူထဲကိုကျွန်တော်ဟိုသွားစီသွားလုံရင်အမှမီးထွန်းရင်းနဲ့အမှဘာတွေ့လဲဆိုခရီးပါ2ကောင်တော့မှဒါပေမဲ့ကန်ကောင်းချင်ကျွန်တော်ရှီးနဲ့ကနာခဲ့ပါတယ်အဲ့လိုနဲ့ကျွန်တော်ဟိုသွားတီသွားနဲ့အဲ့ဂူကတဖြည်းဖြည်းနဲ့ကျင်းလာခဲ့ပါတယ်အဲ့လိုကျွန်တော်တငယ်ချင်းရှီကိုကျွန်တော်ပြန်လာကျွန်တော်တငယ်ချင်းကျွန်တော် diamond တွေပေးပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်း pickaxe လုပ်လိုက်ပါတယ် diamond pickaxe ပေါ့ဒီလိုနဲ့ကျွန်တော်အဲ့ဒီဂူကိုပြန်လာပြီးတော့နည်းနည်းပါဟိုတူးတူလို့တော့အဲ့မှာကျွန်တော်လာပါရည်လည်းတူခဲ့အဲ့ဒါနဲ့ကျွန်တော် obsidian တူးခဲ့ပါတယ်အဲ့လိုနဲ့အပေါ်တက်လိုက်အမှကျွန်တော်ဂူကိုပတ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်မီးထွန်းရင်ဟိုသွားတီသွားလုံးနေအမှလာပါရည်လည်းထပ်တွေ့ခဲ့ပါတယ်ဒါနဲ့ကျွန်တော်မှချောင်းတနေရာရောက်တော့အဲ့ဒါအပိတ်ကြီးထင်တာဒါပေမဲ့မဟုတ်ခဲ့ပါဘူးဟိုဘက်မှာဂူကြီးရှိပါတယ်ဒီထက်ပိုကောင်းတာအမှ diamond ရှိပါတယ်ခင်ဗျာအဲ့ဒါကျွန်တော်တကယ်ကျွန်တော်တော့ပြုတ်ခဲ့ပါတယ်အဲ့ဒီဂူရဲ့ဒီဘက်ချမ်းကျတော့အပိတ်ကြီးဖြစ်နေခဲ့ပါတယ်အမှကျွန်တော်တကယ်ချင်းအမှသွားမိုင်းတဲ့အချိန်မှာကျွန်တော်လည်းအောက်ဆင်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကတဘာဝဂူကိုပဲမိုင်းကိုဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်လည်းအောက်ထဲမိုင်းသွားတာဘာမှမသိပါဘူးလာပါလွယ်အဲ့လိုနဲ့ကျွန်တော်ဒိုင်းမမသိတော့စိတ်ညစ်နေတော့မှကျွန်တော်တကယ်ကြီးကိုသတိပြပြပါအနားကိုသွားကြည့်ဒိုင်းမတွေ့ရနေအဲ့ဒါနဲ့ကျွန်တော်လည်းမယုံသေးဘူးနဲ့သွားကြည့်တာဂူတစ်ခုကိုတွေ့ပါပူဆိုးတော့အဲ့ဒီဂူထဲမှာစလိုင်းတွေပါရောက်နေအဲ့ဒါနဲ့ကျွန်တော်လည်းအဲ့ဒီကောင်တွေတက်ပြီးကျွန်တော်အုံးတွေဆက်တူပါတယ်အဲ့မှာကျွန်တော်ဘာနဲ့တွေ့လဲဆိုတော့ We tired of playing with you. Today you're gonna die. Say goodnight. ဟုတ်ပါတယ်ဇွန်ဘီဘေဘီကဇွန်ဘီကိုခွစည်းထားတယ်နဲ့ထပ်တွေ့ပါတယ်ခင်ဗျာအဲ့ဒါနဲ့ကျွန်တော်လည်းအားနဲ့ကျွန်တော်ဂူတစ်ခုလုံးနဲ့အောင်ပတ်ပြေးလိုက်ရပါတယ်ပြီးတော့အကောင်ကြောင်ပိတ်ပြီးတက်လိုက်ပါတယ်အဲ့မှာကျွန်တော်ဇွန်ဘီဘေဘီကိုတက်နေတာဇွန်ဘီဘေဘီအမှလွတ်ပြီးကျွန်တော်ချီကိုရောက်လာတယ်ဒါပေမဲ့ကန်ကောင်းကျွန်တော်သူ့ကိုတက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာဆိုရင်ကျွန်တော်ဂူထဲမှာရှိတဲ့အုံးတွေကိုဆက်တူးပါတယ်ပြီးတော့ကျွန်တော်တကယ်ကြီးပြောကိုတိတ်နာကိုဆက်သွားပါတယ်ကျွန်တော်မှသွားနေနေအရှိက creep ဘိုင်ပေါ်လာမှာအရှိက lava တွေပေါ်လာမှာဆိုလန့်နေရပါနောက်ဆုံးမှဆိုအနားရောက်လို့တကယ် diamond နေတွေ့လာကျွန်တော်တော့အံ့ဩပါတယ်အဲ့ဒါ तू ကနောက်တင်နေထပ်ပြောတယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်လည်းအဲ့တနေထပ်သွားလိုက်တာ diamond နေထပ်တွေ့လိုက်ရပါတယ်အဲ့မှာကျွန်တော်လည်းအရန်နေအံ့ဩပြီးတော့အမှအိမ်အောက်ကိုဆင်းပြီးအပေါ်ပြန်တက်လာခဲ့ပါတယ်အဲ့လိုနဲ့ကျွန်တော်အပြင်ပြန်ရောက်လာပါတယ်အပြင်ရောက်ချင်းကက်အောင်မကောင်းပါဘူး creep နဲ့တန်းတူးတာပါဒါပေမဲ့ creep ကိုကျွန်တော်ဖောက်ပြီးအဲ့ဒီဂူရဲ့ဟိုဘက်ချာအရန်မှောင်မဲနေကြကျွန်တော်အုံးတွေပဲဆက်တူးလိုက်ပါတယ်ပြီးတော့အမှကျွန်တော် diamond လိုက်ရှာခဲ့ပါတယ်ခင်ဗျာဒါပေမဲ့ကန်ကောင်းကျွန်တော် diamond တရုံးမှမတွေ့သေးပါဘူးအဲ့လိုနဲ့ကျွန်တော်လည်းအပေါ်ပြန်တက်လာခဲ့ပါတယ်အဲ့မှာကျွန်တော်အပေါ်ရောက်ချင်းဘယ်နားမှာသွားရောက်လဲဆိုတော့ကျွန်တော်တို့ဟိုဘက်ကန်းနာကိုရောက်နေဒီဘက်ကန်းမရောက်ပဲဟိုဘက်ကန်းရောက်နေအဲ့လိုနဲ့ကျွန်တော်ရှုခခင်းနဲ့လိုက်ရိုက်ပါတယ်အဲ့ဒီနောက်ပြန်ရောက်တဲ့အချိန်မှာကျွန်တော်ရလာတဲ့အာယုံတွေပါတယ်ကိုကြိုထားလိုက်ပါတယ်ပြီးတော့ရှုခခင်းနဲ့ထပ်ရိုက်ပါတယ်အဲ့မှာကျွန်တော် enchantment တီးပဲတစ်ခုလုပ်ပြီးတော့ကျွန်တော်မှစာအုပ်စင်တွေထပ်လုပ်လိုက်ပါတယ်9ခုရပါတယ်ပြီးတော့အမှကျွန်တော် village ကို manage ရမလားဆိုစာအုပ်စင်တွေနဲ့အမှလုပ်ကြည့်ပါတယ်ဒါပေမဲ့ရလည်းမရပါဘူးအမှကျွန်တော်တင်ချင်းဘာဆောက်လို့ဆောက်နေမှမသိဘူးပြီးတဲ့နောက်မှာဆိုကျွန်တော်မှ one night trader ကြီး packet 2ခုဝယ်လိုက်ပဲပေါ့အမှကျွန်တော်တင်ချင်းကြီးဘလို့အိတ်လဲဆိုတော့အပေါ်နဲ့ခုံချပြီးအိတ်ပါတယ်ဒါပေမဲ့ဆိုတာညမရောက်တော့အိတ်လို့မရဘူးဖြစ်နေပြီးတော့ကျွန်တော်တင်ချင်းကျွန်တော်အဲ့ဒီငါးလေးလက်ဆောင်ပေးလိုက်ပါတယ်သူကြိုက်လားမကြိုက်လားတော့မသိဘူးပြေးတာပဲတန်းပြီးတော့ပြီးတဲ့နောက်မှာဆိုအဲ့ဒီငါးလေးကိုကျွန်တော်လွတ်ပြီးလိုက်ပါတယ်အဲ့ဒီနောက်မှာဆိုကျွန်တော် villager နဲ့အမှ trade တယ်ပေါ့အဲ့ဒါနဲ့ကျွန်တော် diamond အမှရတဲ့အထိချွေဖို့ဆုံးဖြတ်လိုက်ပါတယ် diamond အမှရတဲ့အချိန်မှာကျွန်တော်မှ emerald မရှိဘူးဖြစ်နေအဲ့နဲ့ကျွန်တော်တကယ်ချင်းတော့မေသူပါဆောက်နေတယ်ပဲသူကဘုံမီဖန်ဆောက်နေရတဲ့တော်တော်ကောင်းတာပဲဆိုအသုံးဝင်မဲ့ပုံပဲဆိုပြီးလည်းပြောကျွန်တော်ရဲ့ site ခင်းကရာဝါကြောကျွန်တော်လည်း site ခင်းကိုရှိတ်လိုက်ပါတယ်ခင်ဗျာကျွန်တော် site ခင်းအရေးလုံပြီးဘာတွေဖြစ်သွားလဲဆိုတော့ကြည့်လိုက်အောင်ဝေယုံသုံးကားတွေဖြစ်ကုန်အောင်အစားတွေအကုန်အောက်ကိုပြုတ်ကြလားပြီးရင်နောက်မှာဆိုတော့ကျွန်တော် site ခင်းတော်တော်အလုပ်ဖြစ်ပါတယ်ပြန်ဆိုင်လိုက်ရတဝက်လောက်ပါသွားပါတယ်ခင်ဗျာအဲ့လိုနဲ့ကျွန်တော်အပင်နေပြန်ဆိုင်ခဲ့ပါတယ်ပြီးတော့အမှကျွန်တော်ပင်ပန်းပြီးအိပ်ပျော်သွားပါတယ်ဒီ28ရက်မနက်မှာဆိုတော့ကျွန်တော်ရဲ့ fan အောက်မှာရှိတဲ့နေရာကိုကျွန်တော် enchantment တီးပွဲထားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်ကြည့်လို့ကောင်းပြင်လိုက်ပါတယ်ပြီးရဲ့နောက်မှာဆိုရင်ကျွန်တော် bow share တွေထားလိုက်ပါ bow share ကတော့ကျွန်တော်ရှိမှတိတ်မရှိပါဘူးပြီးတော့အမှကျွန်တော် bow share လုပ်ဖို့ဆိုကျွန်တော်နွားတွေလိုက်တာပါအမှနွားတွေတက်နေတဲ့မြင်းတကောင်ကအရမ်းမြန်တာကြောင့်ကျွန်တော်လည်းစမ်းကြည့်လိုက်တာတကယ်လုံးဝမြန်နေတာပေါ့အဲ့ဒီမြင်းကိုကျွန်တော်ပြန်ခေါ်လာလိုက်ပါ channel ကိုဟိုမြင်းကိုတော့ကျွန်တော်တက်လိုက်ပါတယ်လေသာရတာပေါ့
ပြီးတော့ကျွန်တော်မှ villager တယောက်နဲ့ထပ်ပြီး trade လိုက်ပါတယ်အဲ့ဒီနောက်မှာဆိုတော့ကျွန်တော်ရဲ့ enchantment တေးဖို့ကျွန်တော်ချပြီးကျွန်တော် enchant ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့မှာကျွန်တော်ရဲ့ iron pick ကိုကျွန်တော် stoke touch 1ဆို enchant ပြီးတော့ diamond pick ကျတော့ကျွန်တော် unbreaking 3ကို enchant လိုက်ပါတယ်အဲ့နောက်မှာဆိုကျွန်တော် lava packet ခတ်ဖို့ဆိုကျွန်တော် mine နဲ့လာတာကျွန်တော်မှ record ကိုမိရောအဲ့လိုနဲ့ day 33ရောက်ပါပါကျွန်တော်ဘာမှတော့တိတ်မလုပ်ထားပါဘူးကျွန်တော် parking နဲ့အဲ့ water melon farm ကိုအကြီး test တောက်တာပြီးတော့အဲ့ forest တို့ဘာလို့နေရာရွှေ့လိုက်ပါတယ်ဒါပါပဲဒီလိုနဲ့ day 34မှာဆိုတော့ကျွန်တော်ဘာဆောက်လို့ဆောက်ရမှမသိဖြစ်နေခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်း HP fan ဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီရဲ့နောက်မှာတော့ဘေးနားမှာရှုပ်နေ block တွေလိုက်ဖြတ်ပါတယ်အဲ့ဒီနောက်မှာဆိုတော့ကျွန်တော် block ရှင်းသွားတဲ့အချိန်မှာကျွန်တော်ရေထားဖို့ဆုံးဖြတ်ပါတယ်ဒါပေမဲ့ရေမထားခင်ဆုံးပြီးတော့လမ်းကြောင်းအရင်လုပ်လိုက်ပါတယ်ဘေးနားမှာဆိုတော့ infinity water လို့ရေတွေကိုလိုက်ထားပါတယ်ဆုံးပြီးကြားတဲ့လမ်းကြောင်းမှာရေထားပြီးတဲ့နောက်မှာဆိုတော့အောက်မှာရေတွေရှိတော့မှကျွန်တော်တိုင်ပတ်အောင် for damage ထိအောင်ဘယ်လိုလုပ်ရမှမသိဘူးဒါပေမဲ့ကျွန်တော်လည်းကြည့်ကြက်ပြီးလုပ်လိုက်တာပဲဟောပါးတွေချက်စစ်ထားပြီးတဲ့နောက်မှာဆိုတော့ ready ဖြစ်ပါပြီအဲ့နောက်မှာဆိုတော့ကျွန်တော် touch တွေတော့ဖြတ်ပါတယ် touch တွေဖြတ်ပြီးချိန်မှာအကောင့် spawn လို့အများဖိန်ကျွတ်အောင်ပြေးလာတာဒါပေမဲ့အကောင့်တွေမကြောက်ဘူးဆိုတော့ရေမချရသေးအဲ့ဒါရေကိုမနေတော့ချခဲ့ရေချပြီးတဲ့နောက်မှာဆိုတော့အောက်မှာအကောင့်တွေရောက်နေခဲ့ပါတယ်အဲ့မှာကျွန်တော်တကယ်ချင်းမှာသူ့ဓာတ်နဲ့ရိုင်းသူ့ဓာတ်ကျိုးသွားပါတယ်ခင်ဗျာ HP fan ထင်တော့လည်းအလုပ်မလုပ်တော့ကျွန်တော်လည်းအပေါ်မှာသွားနေကြည့်လိုက်ပါတယ်အလုပ်များဖြစ်ပလားဆိုတော့ဒါပေမဲ့ဘာမှမထူးပါဘူးအဲ့လိုနဲ့ကျွန်တော်ဇူဘီပေါင်းကနေခုံချလာတယ်ကျွန်တော်တင်ရင်ဇူဘီမှတ်နဲ့ရိုက်တယ်တော်သေးကျွန်တော်မသေးပါလို့ဒါနဲ့ကျွန်တော်ပြန်ရောက်တဲ့ချိန်မှာကျွန်တော်တင်ရင်ကျမှ HPU နဲ့ဇူဘီတက်ပြီးတော့ပြီးနောက်မှာဆိုကျွန်တော်လည်းဇူဘီတက်ပြီး HPU နဲ့ဒါပေမဲ့ဓာတ်ကျုပ်မှဆိုခုံပြီးရိုက်တယ်တော်တော်အဆင်မပြေဘူးဟာဆိုကျွန်တော်တော့ကြောင်သွားပါတယ်ဒါပေမဲ့အဲ့ဒါသူ့အကောင့်မှနေပါသူ့အကောင့်ကအခုမှဝင်လာပါဒီလိုနဲ့သူ့ကောက်နဲ့ပြန်ဝင်လာတဲ့အချိန်မှာအကောင်လုံးကအဆင်ပြေပါတယ်အားနဲ့ကျွန်တော်လည်း diamond လေးပါလေရလို့ရများဆိုတော့မိုင်းတူးလိုက်တာဘာမှလည်းမရခဲ့ပါဘူးတော်တော်ကန်ဆိုးပါအဲ့လိုနဲ့ကျွန်တော်နက်နက်လေးတူရလောက်မှာပါဆိုကျွန်တော်ဆက်တူးနေတာဘာမှလည်းမထူးတာပါဘူးအဲ့လိုနဲ့ကျွန်တော်လည်းဘာမှမရပဲအပေါ်ပြန်တက်လာပြီးတော့ဝင်အိတ်လိုက်ပါတယ်ဒီ39ရက်ရောက်တဲ့အချိန်မှာဇုံမီတကောင် village ကိုလိုက်နေကျွန်တော်ကဲဖို့ကြိုးစားဒါပေမဲ့villager လုံးဝဇုံပြီးဖြစ်ပြောင်းသွားတယ်အားနဲ့ကျွန်တော်လည်းသူ့ကိုတက်လိုက်ရပါတယ်ပြီးတော့ပူဆိုးတာကောင်းရင်ရပါဖြစ်နေတယ်မဲနေတယ်အဲ့လိုနဲ့ကျွန်တော်တကယ်ချင်းရှိကျွန်တော်မသွားခင်ကျွန်တော်အမအသားတွေပါချက်ပြီးအမဘိုးတွေပါကြိုခဲလိုက်ပါတယ်ကျွန်တော်တကယ်ချင်းရှိရောက်တော့သူကအဲ့ဒီဆက်ကြီးပြန်စောက်နေပါတယ်ဒါပေမဲ့ဒီခါကျတော့အလုပ်ဖြစ်တယ်တဲ့အဲ့ဘုံဘီ fan ပေါ့ပြောရမယ်ဆိုရင်အားနဲ့ကျွန်တော်လည်းကြည့်တာတကယ်အလုပ်ဖြစ်ပါတယ်အားနဲ့သူ့ကိုထက်ဆောင်မှပြီးတော့သူကလည်းထက်ဆောင်မယ်ဆိုပြောတော့ကျွန်တော်တို့လည်းလိုတဲ့ပစ္စည်းတွေယူဝေးဆုံးဖြစ်လိုက်ပါတယ်အဲ့ဒါမလုပ်ခင်မှာကျွန်တော်ရှုခါကင်းနေလိုက်ရပါတယ်ရှုခါကင်းကအများကြီးပဲဆိုတော့ရှုခါကင်းနေရိတ်နေတဲ့အချိန်မှာကျွန်တော်တကယ်ကြီးအာယုံလိုတော့ကျွန်တော်လည်းအာယုံတွေသွားကြိုထားလိုက်ပါတယ်ပြီးတဲ့နောက်မှာဆိုတော့ကျွန်တော်မှလဲတွေဆက်ရိတ်ပါတယ်လဲဆက်ရိတ်တော့ကျွန်တော်တို့အာယုံတွေအရန်လိုနေပေါ့အဲ့မှာကျွန်တော်ဝီတွေလည်းလိုနေဝီတွေကအကောင့်တွေကိုအကျွေးပေါ့ပြီးတော့ကျွန်တော်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာဆိုတော့နွားတွေကိုကျွန်တော်အစာတွေကျွေးတယ်ပြီးတဲ့နောက်မှာဆိုတော့ကျွန်တော်ရဲ့ဖဲဦးသီးတွေကိုလိုက်ဖြတ်ပါတယ်ပြီးတဲ့နောက်မှာဆိုတော့ကျွန်တော်တက်သားတွေလိုတယ်ကျွန်တော်တက်သားတွေတော့ခုတ်ပါတယ်ပြီးရနောက်ပါဆိုတော့ကျွန်တော်တဲ3စတက်လောက်ယူလာခဲ့ပါတယ်ပြီးတော့ကျွန်တော်တစ်စတက်ကိုကြိုထားလိုက်ပါမှန်ဖြစ်ပြောင်းလိုက်ပါပြီးတော့ကျွန်တော်ရဲ့ fan ကလည်းရပြီမလို့ကျွန်တော်ဒီခါကျရေမကြောက်လို့ block တွေလိုက်ကားလိုက်ပါပြီးတော့ကျွန်တော် fan ကိုချိန်လိုက်ပါတယ်ဒါပေမဲ့လောက်တော့ဖြစ်သွားပါဒါပေမဲ့အစာနည်းနည်းပဲပြုတ်ကြပါပါတယ်အဲ့နောက်မှာဆိုရင်ကျွန်တော်ဝင်အိတ်လိုက်ပါညရောက်ပါတော့မနေ့ရောက်တဲ့အချိန်မှာဆိုတော့ကျွန်တော်လေတွေပြန်စိုက်ပါတယ်ဒီခါကျအတုံးဝင်တဲ့ပူတန်းသားတို့အဲ့ဒီဝီတိုကိုပဲကျွန်တော်စိုက်လိုက်ပါကျွန်တော်ဟာဒီမစိုက်တော့ပါပြီးတော့အမှကျွန်တော်စာရွက်တွေလုပ်လိုက်ပါတယ်စာရွက်တွေလုပ်ပြီးတဲ့နောက်မှာဆိုကျွန်တော် villager နဲ့ trade လိုက်ပါတယ်အမှ villager တယောက်က level 2တောင်ရောက်ပါကျွန်တော်မှန်နဲ့ trade လို့ရပြီပေါ့ဒါပေမဲ့ကျွန်တော် villager တွေကိုကျွန်တော် trade လို့ကျွန်တော် villager ရဲ့ level 1ပဲရှိတယ်အဲ့နဲ့ကျွန်တော်လည်းဘာပဲဖြစ်သူ့ရှာမတ်တစ်ခုလောက်ဝယ်လိုက်ပါတယ်ပြီးတော့ကျွန်တော်မှရွာပုံလုပ်တယ်ရွာတော့ဝက်ကြီးပါလားဘယ်လိုကြီးလဲမသိအဆင်မပြေပါဘူးပြီးတော့အမှကျွန်တော်မိုင်းသားတူးပါတယ်အာယုံနေလို့ဆိုပြီးတော့အမှကျွန်တော် push များနဲ့ကျွန်တော်လိုက်ပစ်တာခံလိုက်ရကျွန်တော်ရှိနေကလည်းဘာမှမထူးလွင့်သွားလုံးဝလေးပေါ်မှာဝဲနေကျွန်တော်တော်တော်အဆင်မပြေကျွန်တော်ပုံတော့လည်းဘလို့မှပုံလို့ပြန်အားနဲ့ကျွန်တော်မသိမလို့တော့ဖြစ်တော့ကျွန်တော်ဘလို့ပဲဖြစ်ကျွန်တော်နောက်ဇက်တိုက်ကိုလိုက်တယ်အားနဲ့ကျွန်တော်လည်းသူ့မရရအောင်လိုက်တက်ပါတယ်အားနဲ့ကျွန်တော်တစ်ချိန်မှာအနောက်ကနေတော့ရိုက်လိုက်တယ်ကျွန်တော်လွင့်ထုတ်သွားပြီသူလည်းလွင့်ရင်တီသွားပါတယ်တော်သေးတယ်သူတီလို့မသိကျွန်တော်တီသွားအဲ့ဒီနောက်မှာဆိုကျွန်တော်အာယုံနေတူပါတယ်ပြီးတော့မှကျွန်တော်ခိုးတူးကိုလုံနေချိန်မှာဇွန်ဘီတကောင်ကျွန်တော်လိုက်အဲ့နဲ့ကျွန်တော်သူ့ကိုပြန်တက်ဖို့လုံနေချိန်မှာသူ့နောက်မှာဇွန်ဘီအင်ပါယာကြီးပါလာအမတေရောအဲ့ဒါနဲ့ကျွန်တော်အပေါ်ပြန်တက်လာရင်ဇွန်ဘီရဲ့တဖီးပြားတော့ကြီးချပြီးပြေးတာပဲတန်းလစ်တော့တာပဲအဲ့နဲ့ဟိုဘက်ချမ်းမှာကျွန်တော်ခိုးရီတူလိုက်ပါတယ်ပြီးကျွန်တော်အမအာယုံတူးကိုလုံနေချိန်မှာကျွန်တော် scale လေးတို့လန့်ပြတယ်အဲ့နဲ့တခြားကားပြီးတခြားတူးတော့ပဲချိန်မှာဇွန်ဘီကလမ်းရိုက်တော့အမပြုတ်ကြအောင်အဲ့နဲ့နှကောင်စလုံးကျွန်တော်လာတက်ဖို့လုံနေချိန်ကျွန်တော်နှကောင်စလုံးပြန်တက်နိုင်ခဲ့ပါတယ်ပြီးတော့အမရှိရဲ့အုံးတွေကျွန်တော်စတူးပါတယ်အပေါ်ရောက်တဲ့အချိန်မှာညတော့ရောက်နေကြကျွန်တော်လည်းအမရှိရဲ့အာယုံတွေကြိုထားလိုက်ပါတယ်
အာယုံကျုပ်ပြီးတော့ကျွန်တော်လည်းဝင်အိတ်လိုက်ပါတယ်ဒီ40ရက်နေ့မှာဆိုတော့ကျွန်တော်လာဗာတွေခတ်ဖို့မေးသွားကြကျွန်တော်လာဗာပြန်သွားခတ်ပါလေပြီးရင်နောက်ဆိုပြန်လာတဲ့အချိန်မှာကျွန်တော်သဲတွေကိုလာဗာနဲ့ကြိုလိုက်ပါတယ်အဲ့မှာ drone တစ်ကောင်တွေ့ပါ drone တစ်ကောင်က try တဲ့နဲ့ဆိုတော့ကျွန်တော်လည်းတက်ကြည့်ပါတယ် try နဲ့လေးပါလေးရမလားဆိုပြီးတော့အဲ့မှာကျွန်တော်မှာ S space ရှိကျွန်တော် S နဲ့လိုက်ခေါ်တယ်နောက်ဆို drone တွေ့ပါပဲဒါပေမဲ့ဘာ try တဲ့မှာလည်းမရလိုက်ဘူးအဲ့မှာကျွန်တော်မှန်နေရောက်ဖို့မှန်ဝဲတဲ့ villager ဘေးနားဖြတ်သွားတော့ကျွန်တော်မမြင်ပဲလိုက်ပြီးမှလိုက်ချိတ်နေခဲ့ပါတယ်ဘယ်သူမှန်ဝဲမလဲဆိုပြီးတော့နောက်ဆုံးတောင်းပေါ်မှာတကောင်တွေ့အဲ့လူကမြန်မှန်ဝဲလိုက်ဆိုတော့ချိတ်ကြည့်တာဘာမှန်မှလည်းမဟုတ်ဘူးတော်တော်ကန်ဆိုးပါတယ်အဲ့လိုနဲ့ကျွန်တော်နည်းနည်းပါးပတ်ရှာကြည့်တဲ့အချိန်မှာနောက်ဆုံးမှမှန်ဝဲလူတွေကျွန်တော်လည်းမှန်နေအကုန်ရောင်းလိုက်ပါတယ်မှန်ရောင်းလဲ HP ရတော့ကျွန်တော်လည်းတစ်ခုစဉ်းစားပြီးပါတယ်ကျွန်တော်တို့မှန်နေပါတယ် trade လိုက်မယ် villager ရှိရပြီးကျွန်တော်ရလာတဲ့ HP ပါတွေကိုကျွန်တော်တို့အမှအန်ချက်ပဲအန်ချက်ပြီးအမှကောင်းစားတွေပါတယ်လုပ်ပြီးကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်အမှကျွန်တော်ပိုတန်းသားတွေပဲ trade နေအဲ့ပိုတန်းသား trade နေတဲ့ villager အောက်ပြုတ်ကြပါရုပ်တရက်ကြီးပြီးရင်နောက်မှာဆိုတော့ဖြုတ်သီးတွေလိုက်ရပါတယ်ဖြုတ်သီးလိုက်ပြီးတဲ့နောက်မှာဆိုတော့တဖြည်းဖြည်းညရောက်လာတော့ကျွန်တော်လည်းဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့ချိန်မှာဆိုတော့ကျွန်တော် set trade ပါတယ်အဲ့မှာကျွန်တော် carry ရောင်းတဲ့ villager လိုက်ရှာတာဘလို့မှရှာလို့မရဘူးဖြစ်နေပိုတန်းသားတွေပဲရောင်းကြရအကုန်လုံးကအဲ့လိုနဲ့ကျွန်တော်ရှိုင်းနဲ့ကျွန်တော်တောင်းအောင်မှာ villager တယောက်သူ့လို့ပြေးပြီးစင်သွားသူက carry ရောင်းတာလည်းမဟုတ်ပြီးတော့ကျွန်တော်ပြန်ဖြတ်ပြီးပြန်ထားကြည့်လို့ဘာမှမထူးအဲ့မှာကျွန်တော်ခြံထဲမှာ zombie ဖြစ်မှန်းနှစ်ကောင်သူကြောင်သွားအစားအပြီးကြမှာတတိယမိုးကျုပ်ပြစ်ခံထားရတယ်ဆိုတော့ကျွန်တော်သိပါပြီးကျွန်တော်ဖန်နာမှာရှိရဲ့အဲ့ဒီခြံစည်းကိုလည်းဖြတ်လိုက်ပါတယ်အထဲမှာအာယုံကိုလည်းတော့ရှိတယ်အဲ့မှာကျွန်တော်ကန်ကောင်းတော့အဲ့ဒီတဲ့ villager carry ရောင်းတော့ကျွန်တော်လည်း carry တွေအကုန်ရောင်းမလိုက်ရတယ်ပြီးတော့အမှကျွန်တော်ဖောက်ကင်းတွေပါထပ်ပြီးရောင်းလိုက်ပါကျွန်တော်ဝက်ကိုမတက်ပါဘူးမွေးတာပါခင်ဗျာပြီးတော့ enchantment တွေဝယ် level 30တော့ရပါတယ်အဲကြောင့်ကျွန်တော်နောက်မှ enchant မယ်ဆိုကျွန်တော် diamond ပေါင်းပြီးဝယ်လိုက်ပါတယ်ဒါပေမဲ့ diamond ပေါင်းပြီးတစ်ထည်လေးရပါတယ်ပြီးတော့အမှကျွန်တော်တို့အမှ sugar cane fine စားဆောက်ပါတယ်automatic set တော့မဟုတ်ပါဘူး diamond ပေါင်းပြီးကျွန်တော်တကယ်ချင်းကိုပေးပြီးကျွန်တော်တော့အိတ်ဝယ်လုပ်တဲ့အချိန်မှာအမှ villager တကောင်တွေ့တယ်ဘလို့တွေအိတ်နေကြလဲမသိဘူးမနေ့ရောက်တဲ့အချိန်မှာကျွန်တော်တို့ villager နဲ့လိုက်ချွေပါတယ်ဒီတိုင်းမပေါင်းဝင်နောက်တစ်ထပ်ထပ်ဝယ်ပြီးဝေ့လိုက်ပါတယ်ခင်ဗျာအဲ့နဲ့ကျွန်တော် Great Stone Craft ကြီးကိုကျွန်တော်ရဲ့ Diamond Pickaxe ကြီးကိုကျွန်တော် enchant ဖြုတ်ပြီး enchant ကြီးကဘာမှရမလဲဆိုပြီး Oh my god bro oh hell no man what the fuck man get your ass ပြီးတော့ South ကိုလည်းထပ်ပြီး enchant လိုက်ပါတယ်အဲ့နောက်မှာဆိုကျွန်တော် villager နဲ့ trade ဖို့ item တွေစယူပါတယ်အမှကျွန်တော်အဲ့လိုဘလို့ဖြတ်နေတော့ကျွန်တော် pickaxe ကိုမကြည့်ဘူးကျွန်တော် pickaxe ပြတ်သွားပို့ဆိုးတော့အမှကျွန်တော်အကောင့်တွေရိုက်နေကျွန်တော် S ပါထက်ကျိုးပါဗျာကျွန်တော်ကတော်တော်တနာဖို့ကောင်းနေပါပြီးတော့ကျွန်တော်ဝူးရဲဆိုးလေးနဲ့ကျွန်တော်ရိုက်ပြီးတက်နေရအပေါ်ရောက်တဲ့အချိန်မှာကျွန်တော် villager နဲ့ set trade ပါတယ်ပြီးတော့လိုတဲ့ဘလော့တွေထပ်သွားတူးရပါတယ်ပြီးရင်နောက်မှာဆိုရင်တော့ set trade ပါတယ်ခင်ဗျာအမှလက်နဲ့ trade တဲ့ villager ကိုကျွန်တော်တွေ့လိုက်ရတယ်ဒါပေမဲ့သူကခိုးလို့ရတယ်ကျွန်တော်မှလည်းခိုးမရှိဘူးဖြစ်နေပြီးတဲ့နောက်မှာကျွန်တော် pumpkin တွေလက်ရိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်အိတ်ပြောပါပါတယ်နေ့ရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်ရဲ့ trade စင်ဒီကိုကျွန်တော် light trade ပါတယ်ခင်ဗျာအမှ villager တယောက်ရှိရကျွန်တော်ဓာတ်တစ်ချောင်းဝယ်လိုက်ပေါ့အဲ့ဒီ villager တော်တော်အသုံးဝင်တယ်သူက iOS လေကြောင်းဓာတ်လေကြောင်းအဲ့နဲ့ကျွန်တော်လည်းဓာတ်ဝယ်လိုက်ပါတယ် automatic set တွေပါတယ်စောက်ရမှာနဲ့ကျွန်တော်နေတာလေးတစ်ခါမှမရောက်သေးတဲ့ကြောင့်ကျွန်တော်နေတာတော့ဆုံးဖြတ်လိုက်ပါတယ်နေတာတော့ကျန်တာဒါပေမဲ့ကျွန်တော်မှအစားအလုံးဝမရှိဘူးအဲ့ဒီနောက်မှာဆိုတော့ကျွန်တော် golden hype တွေပါတယ်ပြင်ဆင်ပြီးတဲ့နောက်ဆိုကျွန်တော်နေတာပိုတဲဆောက်ပါတယ်နေတာပိုတဲရဲ့ညဘက်သွားလို့မကောင်းတာကြောင့်ကျွန်တော်တို့လည်းတရေးသမောအိတ်ရပါတယ်မနေ့ရောက်တဲ့အချိန်မှာဆိုတော့ကျွန်တော်တို့စသွားပါပြီခင်ဗျာနေတာကန်ထူးရှင်2ယောက်ကတော့ကျွန်တော်တို့စူးစမ်းပိုင်းဟိုပဲတန်းရောက်သွားပါတယ်ခင်ဗျာအမှအယိုးတွေလည်းရှိတယ် scale လေးတုံးလည်းအကောင်ပေါင်း1600လောက်ရှိပါတယ်ပြီးတော့အဲ့ဒီကောင်တွေကျွန်တော်လိုက်တက်ပါအမှကျွန်တော်အရန်လက်သွားတယ်လုံးဝဒါပေမဲ့ဆိုးတာကျွန်တော်ဝေါထောင်တဲ့လူကြီးကဘယ်လိုလက်သွားလဲအဲ့ဒီနောက်မှာဆိုတော့ပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်အမှ skeleton နဲ့ကျွန်တော်တိုက်ပွဲစဖြစ်ပါတယ်ခင်ဗျာအဲ့လိုတိုက်ပွဲဖြစ်နေတဲ့အချိန်မှာကျွန်တော် AFK ခဏဖြစ်သွားသေးတယ်
တိုက်ပွဲလုံးဝမပြီးသေးပဲနဲ့အရှိမအကောင်ပေါင်း1600နဲ့ထပ်တွေ့ပါတယ်ခင်ဗျာအဲ့ဒီနောက်မှာကျွန်တော်တို့လိုတဲ့အုံးတွေကိုစတူပါတယ်ကျွန်တော်အမကန်ဆဆိုတော့ကျွန်တော်ဟိုဘက်ချမ်းသွားမယ့်နေရာလာပါလေးဖြစ်နေကျွန်တော်ဘလော့စီပြီးသွားမှာအဲ့နဲ့ကျွန်တော်လည်းအမြန်သွားကြည့်တော့လေအဲ့ဘလော့ကတဆင့်ဆင့်သွားတယ်အဲ့လိုနဲ့ကျွန်တော်ထိုင်ပြီးသွားနေချင်းဘီးနားမှာလည်း scaling တွေပေါ်လာကလန့်နေတယ်ဒါပေမဲ့ကန်ကောင်းဆိုတာဖြစ်ကျွန်တော်တို့လုံးဝအဘက်ကိုရောက်သွားခဲ့ပါတယ်အဘက်ရောက်ပြီးတိတ်မကြောက် gas တကောင်ပေါ်လာတယ်ကန်ကောင်းကကျွန်တော်တို့လုံးဝအမှ gas ကလည်းပြည့်နေတော့ကျွန်တော် pickling နဲ့ချွေဖို့လုပ်နေပါတယ်ပြီးတော့အမှကျွန်တော် gas ကိုကျွန်တော်လှလှပပလေးတတ်နိုင်ခဲ့ပါတယ်ခင်ဗျာ pickling ကိုအရန်ကြီးစုတင်ပါတယ်လို့ကျွန်တော်ပေးတဲ့အဲ့ဒါအဲ့နောက်မှာဆိုရင်ကျွန်တော်ဆက်တက်ပါတယ်ခင်ဗျာအမှကျွန်တော် gas ဆရာကြီးနဲ့တော့တွေ့ပါမယုံကြည်လိုက်အောင်အမှကျွန်တော်ကအရန်နေနေပြီမသိ slow motion တွေဖြစ်ကုန်တာမယုံကြည်လိုက်အနီးကွက်နဲ့ပြနေတဲ့အတိုင်းဒါပေမဲ့အရှိအကောင်မထီဘူးဘယ်လိုဖြစ်သွားလဲဆိုတာကြည့်လိုက်ပြီကျွန်တော်အမှဆရာကြီးနဲ့ 1v1 ဆွဲပါပြီခင်ဗျာအမှကျွန်တော်တေးမလို့ဖြစ်သွားတယ်ဒါပေမဲ့ကန်ကောင်းတာလုံးဝမတေးပဲကျွန်တော်တွေးတရုံးနေတဲ့အသက်ရှင်တယ်ဒါဆိုတော့ကျွန်တော်ရှိမှလည်းအစားပဲလုံးဝမရှိတော့အဲ့နဲ့ကျွန်တော်တကယ်ကျွန်တော်ပြောကြည့်ကျွန်တော်တို့ပြန်တော့မယ်အစားလည်းမရှိဘူးဆိုသူကကျွန်တော်အစားမပေးသေးဘူးကျွန်တော်တွေးတရုံးနဲ့ရှိရဆိုတော့မှသူ့အကြည့်ကိုကြည့်အောင်ဘလူးကြီးလည်းမသိဘူးအဆိုင်ပြီးတော့ကျွန်တော်အစားပေးလိုက်ပါတယ်ခင်ဗျာအမှကျွန်တော်မှထပ်ပြီးတိုင်ပတ်ပါတယ်ကျွန်တော်အမှပို့တဲ့ပတ်နဲ့ကျွန်တော်လမ်းမှားသွားပြီပေါ့လမ်းမှားပြီးအမှကျွန်တော်အစားစင်တာဖစ်ကလေးနဲ့ချွေပြီး OCDN နဲ့ပြန်မယ်ဆိုပြီးတော့အဲ့ဒါနဲ့အမှဆိုတော့ကျွန်တော်ရှိမှဂိုးလည်းမရှိပါဘူးအဲ့လိုနဲ့အမှကျွန်တော်တကယ်ကြီးဂိုးတွေသူတော့မှဖစ်ကလေးအမှအများကြီးလိုက်ပြီးမှကျွန်တော်တိုင်ပတ်ခဲ့ပါတယ်ပြီးကျွန်တော်ဂိုးနဲ့ထပ်ချွေတော့လည်းဘာမှမရပါဘူးနောက်ဆုံးမှဆိုတော့ကျွန်တော်တို့ဒီတိုင်းပဲပြန်ဖို့ဆုံးဖြတ်လိုက်ပါဖစ်ကလေးလည်းမတိုက်တော့ဘူးဆိုတော့ဒီလိုနဲ့ကျွန်တော်တို့အောင်မြင်ရဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ် helmet တွေလည်းမရှိတော့ပါဘူးခင်ဗျာအိမ်ရောက်ချင်းအမှကျွန်တော်ကစချွေပါတယ်ခင်ဗျာမချွေခင်ကျွန်တော်မှတဲရိုက်ကြိုးတယ်ပြီးတော့ creeper ပေါက်သွားတဲ့နေရာကိုကျွန်တော်မြည်ကြီးလိုက်ဖို့ပါတယ်အဲ့ဒီနောက်မှာဆိုတော့ကျွန်တော်ရလာတဲ့ဖန်အနေနဲ့ကျွန်တော်ချွေဖို့လုပ်ပါတယ်ဒါပေမဲ့ तू က level 1 မရှိတာကြောင့်သူ့ကို level ရင်တောက်လို့ပါကျွန်တော်မတ်တွေအများကြီးဝဲလိုက်ပါတယ်ပြီးတော့ကျွန်တော်သူ့ရှာဆက်ချွေပါတယ်ခင်ဗျာစီဝါရအဲ့လိုတောင်းညာရတယ်လीသိရမလားပြီးရင်နောက်မှာဆိုကျွန်တော် pocket automatic set ကိုကျွန်တော်စောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါနဲ့ကျွန်တော်မှနေရာတွေပဲချပြီးကျွန်တော် pocket set ကိုနောက်ဆုံးမှဆိုတော့စောက်လိုက်ပါတယ်ကျွန်တော်အမြန်ပဲစောက်လိုက်တာပဲဖြစ်ပါတယ်ပြီးရင်နောက်မှာဆိုရင်ညရောက်တဲ့အချိန်မှာကျွန်တော်အကောင့်တွေဆက်တိုက်ပါတယ်အဲ့လိုမရဘူးကျွန်တော်အကောင်လေးတိုက်တယ်တဖြည်းဖြည်း creeper တွေပါလာပါခင်ဗျာ creeper နှစ်ကောင်လောက်ပါလာမှတိုက်ပဲဒါပေမဲ့ creeper ကျွန်တော်ရှိမလားကျွန်တော်တကယ်ကြီးရှိသွားကျွန်တော် creeper နဲ့မနေကိုနှစ်ပန်းလုံးတတ်နေရတယ်ဟိုတယောက်တော့အထဲမှာ AC ပဲကျွန်တော်မနေကိုတတ်နေရပါနောက်ဆုံးမှကျွန်တော် creeper တေသွားပါတယ်ကျွန်တော်အပြင်ထွက်သွားတဲ့အချိန်မှာတကားပေါက်ချက်ချင်းပိတ်လိုက်တာမဟုတ်သေးဘူးလေလို့ဘာလို့တကားပေါက်ပိတ်လိုက်တာအားလုံးပဲကြည့်ရှုရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ပတ်တူကတော့ဘယ်ချိန်လာမလဲကျွန်တော်တို့လည်းမခံမှန်းတတ်ပါဘူးအားလုံးအဲ့ဒီတော့like and subscribe လေးနဲ့ support ပေးတောင်းဆိုချင်ပါတယ်ခင်ဗျာ